အောင်ကျုံးဟာပလောင်လူမျိုးတယောက်ဖြစ်တယ်ဆိုတာသိရတယ်ဟုတ်ကဲ့ ရိုဟင်ဂျာဆိုတာကျွန်တော်တို့မသိပါဘူးကျွန်တော်တို့သိတာကတော့ဘင်္ဂလီပေါ့ရိုဟင်ဂျာဆိုတာကျွန်တော်တို့နိုင်ငံမှာစစ်အစိုးရလည်းမရှိပါဘူး135မြို့မှာလည်းရေးထားတာမရှိသလိုကုလသမဂ္ဂထုတ်ပြန်တဲ့အထဲမှာလည်းရိုဟင်ဂျာဆိုတာမရှိပါဘူးကျွန်တော်တို့နိုင်ငံဟာတိုင်းသား135မြို့ထဲမှာရိုဟင်ဂျာဆိုတော့ကျွန်တော်မကြားပါဘူးဦးထန်နန်းထိုင်ကတိုင်းရင်းသားတယောက်ရဲ့အမြင်နဲ့ဘလို့များသဘောထားကိုကျွန်တော်တို့သိပြရစီခင်ဗျ။တိုင်းရင်းသားများအရေးနဲ့ပတ်သက်တဲ့အကြောင်းကျွန်တော်ပြောချင်ပါတယ်။မြန်မာနိုင်ငံတိုင်းရင်းသားများအရေးဟာမြန်မာနိုင်ငံမှာတိုင်းရင်းသားဆိုတဲ့နေရာမှာဗမာအပါအဝင်မူလထက်ရှိတဲ့တိုင်းရင်းသားပေါင်းစုံရှိပါတယ်။ဟုတ်ကဲ့။ကျွန်တော်တို့တိုင်းရင်းသားပေါင်းစုံရဲ့ဓာတ်တူခွင့်ရေးရဖို့တယောက်နဲ့တယောက်ယုံကြည်မှုရှိဖို့အချင်းချင်းအပြန်အလှန်အတိမတ်ပြုလေးစားဖို့ဟာအရေးကြီးပါတယ်။ဆိုတော့အဲ့ဒီကိစ္စကိုကျွန်တော်တို့လုတ်ကင်နေတဲ့အချိန်မှာမြန်မာနိုင်ငံရဲ့မူလတိုင်းရင်းသားထဲမှာလည်းမရှိတဲ့ရိုဟင်ဂျာဟာကျွန်တော်တို့တိုင်းရင်းသားအနေနဲ့လုံးဝအတိမတ်မပြုနိုင်ဘူး။ဒါကြောင့်ဒီတိုင်းရင်းသားအရေးထဲမှာရိုဟင်ဂျာကိုတိုင်းရင်းသားတရက်အနေနဲ့ကျွန်တော်တို့လုံးဝအတိမတ်လည်းမပြုဘူး။ဆိုတော့မြန်မာနိုင်ငံဒီမိုကရေစီအရေးထဲမှာရိုဟင်ဂျာအရေးကိုထည့်သွင်းလို့ကျွန်တော်တို့ကလက်မခံနိုင်ဘူး။ဒီဦးတန်းစင်ဦးအနေနဲ့ဘယ်လိုများသုံးသပ်မိပါတယ်လဲဆိုတော့သိပြရစီ။ကျွန်တော်တစ်ချက်ပြန်ကြည့်အောင်ပြန်စဉ်းစားလို့ရှိရင်ဗမာနိုင်ငံမှာကျွန်တော်မှတ်မိကြသိတော့ရိုဟင်ဂျာလူမျိုးတော့မရှိခဲ့ဘူး။ဟုတ်ရခိုင်ပြည်နယ်ကိုကျွန်တော်ဖြစ်နေခီးချင်းဖတ်တော့လေဒီရိုဟင်ဂျာပြဿနာတက်တယ်။တက်တယ်ဆိုတာရိုဟင်ဂျာလူမျိုးဆိုအစားလည်းရှိတယ်မရှိဘူးဆိုတော့ဘာလို့လဲဆိုတော့ပထမကျွန်တော်နားတယ်ဆိုတော့ကတော့ဖဆဖလာစုဝခေတ်မှာဦးနုအဲ့ဒါဝင်းကြီးချုပ်ကြီးဝင်ရေးခါတဲ့ခါမှာသူနေရရှိပြီးအတွက်ရိုဟင်ဂျာလူမျိုးဆိုစတင်လက်ခံခဲ့တယ်လို့ကျွန်တော်ထင်တယ်။ဒါပေမဲ့ကျွန်တော်တို့သိတယ်လို့ကျွန်တော်မှတ်မိတယ်လို့ရိုဟင်ဂျာလူမျိုးဆိုတာမရှိခဲ့ဘူး။မရှိတဲ့အတွက်ကြောင့်ဒီနောက်ပိုင်းဒီ88နောက်ပိုင်းမှာအဲ့ဒါရိုဟင်ဂျာလူမျိုးဆိုတာပေါ်လာပြီးတော့တခြားနိုင်ငံတွေမှာရိုဟင်ဂျာလူမျိုးတွေရှိတယ်သူတို့မှာအမျိုးမျိုးနှိစက်ခါဒုက္ခရောက်တယ်ဆိုပြီးတော့ပေါ်လာပြီးတော့နေရာတကာမှာဒီနေရာတွေမှာဂျပန်မှာလည်းအစပေါ့လေဝင်ပြီးတော့နေရာတကာမှာရိုဟင်ဂျာလူမျိုးဆိုဝင်တာကိုတွေ့ပါဟုတ်ကဲ့နော်ဒီပြည်ထောင်စုထဲမှာမပါဝင်တဲ့လူမျိုးတွေအဲ့လူမျိုးတွေကပါသူတို့ဟာဒီတိုင်းရင်းသားလူမျိုးတွေပြစ်ပါတယ်ဆိုပြီးတော့ပြောဆိုနေရတယ်အဲ့ဒီဟာကိုဆရာကြီးတို့အနေနဲ့ဘယ်လိုမျိုးသဘောထားတာရှိပါလဲဆိုတာအထူးသဖြင့်ဟိုပါရိုဟင်ဂျာဆိုတဲ့လူမျိုးတွေဒီကိစ္စနဲ့ပတ်သက်ပြီးတော့တိုင်းရင်းသားလူမျိုးများနဲ့ပတ်သက်ပြီးတော့ကျွန်တော်အဓိကတော့ကျွန်တော်နိုင်ငံမှာဆိုရင်အဓိကတိုင်းရင်းသားလူမျိုးကြီးရ10မျိုးရှိပါတယ်ချင်းကချင်ကရင်မွန်ရခိုင်ရှမ်းဗမာကရင်နီစသဖြင့်အဲ့ဒီမှာကျွန်တော်10မျိုးပဲရှိပါတယ်နောက်ပြီးတော့နာအဖတွေကဖော်ပြထားတဲ့135မျိုးဆိုတဲ့အထက်မှာလဲရိုဟင်ဂျာဆိုတဲ့ကဒီဟာဖော်ပြထားတာလည်းမတွေ့ရပါဘူးနောက်ပြီးတော့1988ခုပါတီစုံဒီမိုကရေစီကာလမှာပါတီပေါင်း135ပါတီရှိပါတယ်ဒါလည်းရိုဟင်ဂျာပါတီဆိုတာမရှိပါဘူးဒါကကျွန်တော်အချုပ်ဆိုလိုတာကတော့ကျွန်တော်တို့ရဲ့ရိုဟင်ဂျာဆိုတဲ့ဟာကျွန်တော်တို့စီမှာလူမျိုးတစ်ခုလိုတစ်ခါမှမတည်ရှိခဲ့ပါဘူးဒါကိုလည်းကျွန်တော်တို့ကဘယ်လိုမှကျွန်တော်လက်ခံလို့လည်းမဖြစ်ပါဘူးလက်ခံလို့လည်းမရပါဘူးဒါမှမဟုတ်ဒီကျွန်တော်တို့ဒီဘင်္ဂလီလူမျိုးပဲဖြစ်ဘာနိုင်ငံလူမျိုးပဲဖြစ်ကျွန်တော်တို့နိုင်ငံမှာတရားဝင်အနေနဲ့ရောက်ရှိလာတဲ့ဟာကိုဒီမိုကရေစီနဲ့အခြေခံလူ့အခွင့်အရေးမှာတော့ကျွန်တော်အားလုံးအတိုင်းသားများနဲ့တန်းတူညီတူဒါကျွန်တော်အာမခံချက်ပေးရမှာပဲလူမျိုးအနေနဲ့ကျွန်တော်တို့တမလို့မရဘူးလူမျိုးတမရင်အဲ့ဒီအမျိုးသားနယ်မြေတို့ကိုယ်ပိုင်အုပ်ချုပ်နယ်မြေတို့ပြည်နယ်စိတ်တို့ပေးရမှာဖြစ်ပါတယ်ဒီခွင့်ရေးကိုတော့မရနိုင်ဘူးဒီမိုကရေစီနဲ့လူ့ခွင့်ရေးကတော့ဒါတန်းတူရစေရမယ်တကယ်လို့မရရင်ဒါတွေကသူ့နေထိုင်တဲ့ပြည်နယ်ကသူမရရင်ကျွန်တော်တို့အားလုံးဝိုင်းဝန်းပြီးတော့အဲ့ဒီပြောဖို့တာဝန်ရှိပါတယ်သူတို့တော်တယ်ဆိုရင်တော့သူတို့ဝီကြီးချုပ်ထိတော်မှဒီပါဝင်နိုင်ခွင့်ကတော့ရှိပါတယ်ဒါဒီမိုကရေစီခွင့်ရေးကိုတော့ကျွန်တော်လုံးဝတန်းတူရှိပြီးတော့ဒီလူမျိုးအရာတော့ကျွန်တော်တို့ဒါကတော့ဒီနေ့အချိန်ခါထိကတော့ကျွန်တော်တို့ဒါလူမျိုးတစ်ခုအနေနဲ့ဘယ်ဟာမှကျွန်တော်တို့အဲ့ဒီမှာဒီခေါ်ပေါ်သုံးဆွဲတာမရှိဘူးဆိုရင်ကျွန်တော်အဲ့လိုပဲပွေလေးပဲပြောလိုပါတယ်ဒါကြောင့်ရိုဟင်ဂျာနဲ့ပတ်သက်ဒီမိုကရေစီလူခွင့်ရေးနဲ့ပတ်သက်အားလုံးကျွန်တော်တို့လက်တွဲပါဝင်ကျွန်တော်လှုပ်ဆောင်သွားရမယ်တိုင်းရင်းသားအနေနဲ့ကတော့ဒါတွေကကျွန်တော်တို့ကအဲ့ဒီဒီအ ਨੇ ဆုံးကတော့ဒီကျွန်တော်တို့အာနာကတကယ်ဟိုပြည်တွင်းမှာကြပါအားလုံးစုံစည်းပြီးတော့ကျွန်တော်ဘယ်လိုဆိုတာအဲ့ဒီခေတ်ခါမှကျွန်တော်ဆုံးဖြတ်ပေးနိုင်မယ်လို့ကျွန်တော်အဲ့လိုပြောလို့
လက်ဆက်မှသည်အချိန်ကာလတိုင်းဒီထိုင်မှုဒီမှာကအမျိုးဒီလာကိုထိန်သိမ်းဆောင်ရှောက်ခဲ့တာကဘာမေမှာထင်ပေါ်ငါတော့ခြင်းနဲ့ကြီးဆက်လာသည်အာမေမျိုးမျိုးသမိုင်းမှာစင်သာဖို့ပြီးရှင်တို့ဝေငပြာဂီတာကပင်းမောမစာလုံးသွင်းများနဲ့ရီလာတဲ့ဟန်ချူများလို့ပြနေတဲ့ကြောက်စာမှာမသွားအောင်ပြန်လဲတင်ရင်ခိုင်သာဆိုရင်စွန့်ပေါ်ပါကျွန်တော်တို့မြန်မာစာရေးချိန်တော်မှာပဲဂျပန်နိုင်ငံရောက်မြန်မာနိုင်ငံသားများအနေနဲ့မှာစူပေါင်းစူပါပြီးတော့လေဒီတော့မြန်မာနိုင်ငံမှာရှိတဲ့ရိုဟင်ဂျာလူမျိုးရဲ့ရင်းနှီးနေတဲ့ပတ်သက်တဲ့ရှင်းလင်းပွဲကဖြစ်ပါတယ်။ခါနာဒီပြည်ကျွန်တော်တို့6နိုင်ခွဲပြီးစတင်နေကြတယ်။အားလုံးပဲဗီဒီယိုတော့ထိုင်နေတာပေါ်လာတာဟုတ်တယ်အခုလည်းအားလုံးပဲဘာထုံးတယ်ခုချိန်ကစပြီးတော့မှကျွန်တော်တို့ပြည်တော်စုမြန်မာနိုင်ငံမှာရိုဟင်ဂျာဆိုသူများရဲ့ဇင်းနဲ့ပတ်သက်တဲ့သမိုင်းကြောင်းဆိုင်ရာရှင်းလင်းပွဲကိုစတင်မှာ